အပြိုင်ဆိုင်တခိုးကြီး Cyrus ကမျက်နှာအမှန်နဲ့အေးစစ်စစ်ပေါ်လာတဲ့ရဲရီဟာ360ဒီဂရီနဲ့မြင်သာတဲ့နေရာပေါင်းစုံကနေကြည့်နေကြတယ်။ရဲရီကသူ့ကိုပိုပြီးတတိထားလာကြတယ်။ချက်ချင်းနောက်ပိုင်းမှာတော့ Cyrus ကလေလံဆွဲမှုလုပ်တယ်။ Cyrus 20တန်း NFT ပစ္စည်းတစ်ခုကိုရခဲ့တယ်။ဝန်ထမ်းကသဘောတူညီမှုအောင်မြင်ပြီဆိုပြီးကြီးညာတဲ့အချိန်မှာ Cyrus ကချက်ချင်းသူ့စကားပြောကြရမှာတဆင်သူ့တငယ်ချင်းတွေကိုလှမ်းခေါ်လိုက်တယ်။တပြိုင်နက်မှာတတိပေးတန်ကြားလာတဲ့ ABA ဆိုတဲ့ agent က Cyrus ကိုနီးနီးကပ်ကပ်စောင့်ကြည့်နေခဲ့တယ်။သူလှူရှားမှုပြင်းပြင်းထန်ထန်ပြုတ်လုပ်တာကိုမြင်လိုက်တော့လင်းမြန်ကြနဲ့သူ့လူတွေကိုတိုက်ဆောင်ကိုအပြစ်အဝပိတ်ပင်ဖို့အကြောင်းကြားလိုက်တယ်။ဒါပေမဲ့ဒီအချိန်မှာတော့ Cyrus ကအမှုပညာရှင်နဲ့ NFT ပိုင်ရှင်ကိုပြန်လည်ယူဆောင်ပြီးဖြစ်ပြီးပစ္စည်းကိုတည်ဆောင်ပြီးပြဿနာဖြစ်နေတဲ့နေရာကနေဝေးသွားနေတယ်။အဲ့ဒီအချိန်မှာပဲ AB ကလည်းထိလိုက်ပြီး Cyrus က NFT ပစ္စည်းကိုခိုးဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကအမှုပညာရှင်ကိုဖမ်းဆီးတာပဲ။ဒါကြောင့်စိတ်ကမ်းမှာတင်ပေါ်တစီတောင်းပြီးသူတို့ကိုဖမ်းဖို့ကြိုးစားတယ်။ဒါပေမဲ့ Cyrus ကတော့မကြောက်ဘူး။သူ့အဖွဲ့သားမီဆန်ကိုစီမံကိန်းကိုစတင်ဖို့ပြောတယ်။မီဆန်ကနယ်ဝက်ထဲကိုဝင်ရောက်ပြီးမိသက်အချက်ပေးလောက်ရှားမှုကိုလွယ်ကူစွာဖွင့်တယ်။မိသက်တင်ပေါ်ဒါကြောင့် AB ရပ်တန့်သွားတယ်။အမျိုးသမီးပိုင်လော့ကမီလာကတော့ပိုပြီးအေးဆေးတယ်။သူကဆက်ရှင်ကိုအပြည့်အဝမြင့်တင်လိုက်တယ်။အများနှုံးတဲ့လက်ကွက်ဖို့ drift နီးကိုသုံးပြီးလှည့်လိုက်တယ်။ဒါပေမဲ့ AB ကသူ့ကိုနောက်ကနေလိုက်နေစေပါ။ဒီအချင်းတွေကိုမြင်ပြီးမီဆန်ကဝင်ရောက်ပြီးရေတာမဏိအတားစီးတွေကိုဖွင့်လိုက်တယ်။ AB ကတားဆီးခံရတော့မလွတ်မြောက်နိုင်ပဲလိုက်လံရှာဖွေရေးအဖွဲ့ကို Cyrus ရဲ့နေရာကိုအပြည့်အဝရှာဖွေဖို့တောင်းဆိုလိုက်တယ်။ Cyrus ကအမှုပညာရှင်ကိုသူ့ရဲ့ချမ်းသာတဲ့ရေရင်ပေါ်ကိုတည်ဆောင်သွားတယ်။ Cyrus ကအရန်ပျော်ရွှင်ပြီးသူ့ကိုအဲ့ဒီပစ္စည်းတန်ဖိုး$20တန်းပေးလိုက်တယ်။ရေရင်ပေါ်မှာကျင်းပမဲ့အကြီးမားဆုံးပါတီကိုလည်းပျော်ရွှင်စွာတက်ခဲ့တယ်။နောက်နေ့မနေ့သူနိုးလာတဲ့အခါဖမ်းခံထားရတယ်ဆိုတာကိုအဖွဲ့သားတစ်ယောက်ကပြောပြမှသိရတယ်။အဲ့ဒီ NIE အဖွဲ့ဟာ Cyrus ဦးဆောင်ပြီးအမှုပညာရှင်ကိုခေါ်လာခဲ့ရတာဟာပစ္စည်းတန်ဖိုးကိုထိန်းချုပ်ဖို့အတွက်ပါ။ Cyrus ကမိုနာလီဆာခီးချင်းကိုဥပမာပြပြီးမူလကတော့လီယိုနာဒိုဒါဗင်စီကရောင်းခဲ့တာဖြစ်တယ်လို့ပြောတယ်။ပကြီးကားကို$2500နဲ့ဈေးသက်တာတဲ့400နှစ်ကြာတယောက်မှဂယူးမဆိုင်ခဲ့ဘူးတယောက်ကခိုးသွားမှဒီပကြီးကားတန်ဖို့860တန်းအထိမြင့်တက်တာကတော့နောက်ွယ်မှာယူသွက်တဲ့ဇလန်းတပုတ်ရှိလို့ပဲအခုလဲ NFT ကိုလူယူခိုင်းရတယ်ဆိုတဲ့သတင်းတစ်ချက်ထွက်လာပြီးနောက်မှာပဲတန်ဖိုးလဲခေါင်ခက်လောက်တက်လာတယ် NFT ကို89တန်းနဲ့အောင်မြင်စွာရောင်းလိုက်နိုင်တယ်ပကြီးဆရာကလည်းအရန်နားလေပြီးစိတ်လှုပ်ရှားမိလူရဲ့အဖိုင်နဲ့အတူပျော်ရွှင်ပြလဲဝဲလုပ်နေတယ်အဲ့ဒီအချိန်မှာတော့ CIA ကမမျိုးလိမ့်ဖားတဲ့သတင်းတစ်ခုရလာတယ်အကျန်းဖက်ခေါင်းဆောင် Last ကတန်ဖိုး900မီလီယံကျော်တဲ့ရွှေကိုနိုင်ငံခြားကိုတင်ပို့ဖို့စ조사နေတယ်လို့အဲ့ဒီထက်ပိုအန်ကားဆရာကတော့အထက်လူကြီးက AB ကို Cyrus ကိုရှာပြီးအဲ့ဒီရွှေကိုတားဆီးဖို့ခေါ်ပေးဖို့ပါဒါပေမဲ့ AB ကတခိုးတယောက်ကို CIA mission အတွက်အမိန့်ပေးဖို့ဆိုတာကိုသဘောမတူနိုင်ဖြစ်နေတယ်ဒါပေမဲ့အထက်လူကြီးကပြောတာကတော့တကယ်လို့ပြောရရင် CIA အတွက်အလုပ်လုပ်တဲ့အတွက်လိမ်မယ်သူတွေအဖို့အမှုတွေကိုပယ်ဖြတ်ပေးဖို့ပါလို့ပြောတယ်ထို့အပြင်အခုလိုအရေးကြီးတဲ့အချိန်ဒီမှာလဲသူရဲဟောင်းတယောက်လိုဖြစ်သွားမှာပါအခုအချိန်မှာအရေးကြီးဆုံးကတော့အဲ့ဒီ900မီလီယံကျော်ရွှေမဲ့အချိန်ကိုလက်လွတ်မခံရဖို့ပဲဒါပေမဲ့ AB ကတော့ Cyrus ကိုယုံကြည်လို့မရဘူးသူတို့နှစ်ယောက်ကအတက်ကအမတ်တရားတွေရှိတာကြောင့်ပါဒါပေမဲ့ဒီအချိန်မှာတော့သူမထင်နေတဲ့အတိုင်းပိုကောင်းတဲ့နီလန်မရှိတော့ဘူးအရန်အရေးကြီးနေတဲ့အချိန်တွေမှာ AB က Cyrus စီသွားပြီးကူညီပေးဖို့စိတ်ကိုတင်းသွင်းတောင်းဆိုနေရတာပါ AB က Cyrus ရဲ့လုပ်ငန်းအမှန်ကိုမသိခင်ကတပတ်လောက်သူမဲ့ရေးစားဖြစ်ခဲ့တာရှိပြီးဒါဟာသူမအတွက်အရန်စိတ်မချမ်းသာစေတဲ့အကြောင်းဖြစ်လာတာပါဒါပေမဲ့အဲ့ဒီကြောင့်သူမနားလည်လာတာလည်းရှိပါတယ် Cyrus အဖွဲ့ရဲ့အားနည်းချက်တွေကိုကောင်းကောင်းသိတယ်အခုတော့နမဲကြီးပန်းချီကားတပုံကိုကူးယူတယ်ပန်းချီဆရာတယောက်ကိုလည်းခိုးယူထားတယ်ဆိုတဲ့ပြစ်မှုတွေနဲ့လည်းအမှုဖွင့်ခံထားရတယ်ဒါကြောင့်အလွန်တတိထားပြီးလှုပ်ဆောင်ဖို့လိုနေတယ် AB ကတော့ဒီ mission အောင်မြင်ပြီးရင်အဖွဲ့လုံးရဲ့အရင်ကမှားယွင်းမှုတွေကိုအားလုံးဖျက်ပစ်ပေးပဲဆိုပြီးကန့်လန့်လာတယ် Cyrus ကတော့တဘာဝအတိုင်းစိတ်လှုပ်ရှားသွားတယ်ဒါပေမဲ့ Lawrence ကဘလောက်ကြောက်စရာကောင်းလဲဆိုတာလေသူကြားဘူးပြီးဖြစ်တယ်မတော်တဆဖြစ်မှုတွေမဖြစ်အောင် Cyrus က AB ကိုတောင်းဆိုတာကဒီ mission မှာ AB ပါဝင်ဖို့လဲသူတို့အတွက်အရေးကြီးတယ်အဲ့ဒီမှာ last နဲ့တိုက်ခိုက်မှုဖြစ်တာဖြစ်ရင် CIA ကလည်းအဲ့ဒီမှာထားခဲ့မှာမဟုတ်ဘူး mission ကိုပြီးမြောက်အောင်နိုင်လို့ဖို့ AB ကသူတို့ရဲ့အဖွဲ့နဲ့လိုက်ခဲ့ရမယ်မလိုက်ရင်မလုပ်ပေးနိုင်ဘူးလို့တရက်အချိန်ပေးလိုက်တယ်နောက်နေ့မှာအဖွဲ့ဝင်တွေအကုန်သတင်းနားထောင်ပြီး Cyrus ကယူသွားပြီလို့ထင်ကြတယ် AB က CIA နဲ့ကဘယ်သူမှတွဲမလုပ်တဲ့အတွက်စိုးရိမ်ကြတယ်အရေးကြီးဆုံးကတော့ခူးယူတဲ့အထားမှာအောင်မြင်ခဲ့ရင်ရွှေကိုနောက်ဆုံးမှာတော့ CIAC လွှဲဖြုံးပြရမှာဖြစ်တယ်ဒါပေမဲ့ Cyrus ကရှုံးနေခဲ့ရင်ရောလို့ပြောတယ်တကယ်လို့ရှုံးနေခဲ့ရင်တို့အားလုံးထောင်ထဲပြောင်းဝင်ကြရမယ်ဒါကြောင့်မကြိုက်ပေမဲ့ဒီအစီအစဉ်ကိုလက်ခံလိုက်ရတယ်ပြီးတာနဲ့ AB ကဒီအလုပ်ကိုစတင်ရှင်းပြတယ်19ရက်ကြာရင် Last က London Bank အကောင့်ကနေ Zurich ကို$900မီလီယံတန်ရွှေတုံးတွေကိုလွှဲပြောင်းမယ်ရွှေတုံးတွေကို1.2 မီတာဘတ်စုံရှိတဲ့စတုရန်ပုံသဏ္ဍာန်တက်သားဒေတာတွေထည့်ထားပြီးစုစုပေါင်းတန်10ရှိမယ်အဲ့ဒီရွှေတုံးတွေကိုဘဏ်ကနေ Heathrow နေစိတ်ကို lorry ကားဖြင့်တည်ယူကြမယ်လုံခြုံမှုကြီးမားတဲ့အကာအကွယ်နဲ့အဲ့ဒီရွှေကိုတွားယူပြီး Swiss Alien Botin Zurich ကိုပို့ဖို့ဖြစ်ပါတယ်ဒါကြောင့်ရွှေဟာ London Bank နဲ့ Zurich လေဆိပ် runway ကြားမှာတနေရာမှာပျောက်ကွယ်သွားဖို့လိုနေပါတယ်ဒါပေမဲ့ဒီအစီအစဉ်ကိုကြားပြီးတဲ့နောက်မှာ Cyrus အဖွဲ့ကတော့ဒီကိစ္စဟာမဖြစ်နိုင်တဲ့ mission တစ်ခုလို့ဖြစ်နေတယ်လို့ထင်ကြပါတယ်
မြေကြီးပေါ်မှာတဲယူနေစဉ်ရွှေကိုခိုးဖို့မဖြစ်နိုင်တာကြောင့် Cyrus ကရွှေကိုလေရင်ပေါ်မှာတဲယူစဉ်တွင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။လေရင်နောက်ထပ်တစ်စီးပြင်ဆင်ရုံပဲလိုပါတယ်။လေရင်တစ်စီးအနီးကလာချိန်မှာ radar signal တွေထပ်ပြီးလေရင်ချင်းလဲနိုင်မှာပါ။ Hacker Mission အရင်မြင်ပြီးတင့်တော်တဲ့လေရင်ကိုရှာကြည့်ပြီးတယ်။တန်တော်နဲ့လေရင်ကိုသွားတွေ့တယ်။ဒီလေရင်ဟာကြီးပြီးကျယ်ပြီးအမိုက်စားပြင်ဆင်ထားတာချက်တယ်။အားလုံးကိုအနီးတစ်ဝိုက်ကနေထိန်းချုပ်လို့ရတယ်။တန်ပိုက်တွေကိုကွညက်မှာအလိုလျောက်တက်လာအောင်လဲလုပ်လို့ရတယ်။အဲ့လိုနောက်မှာဒန်တွန်ကဒီလေရင်ရဲ့အန်အောစရာအရေးပါတဲ့အချက်ကိုသူတို့ကိုမိတ်ဆက်ပေးတယ်။လေရင်အောက်ခြေမှာကြီးမားရဲ့ LED မျက်နှာပြင်တစ်ခုရှိတယ်။လေရင်ငါးခွင့်ရပြီးတဲ့နောက် Cyrus နဲ့သူ့အဖွဲ့သားတွေကလေရင်လူရဲ့မဲ့စီမံကိန်းကိုဒီဇိုင်းဆွဲဖို့စတင်တယ်။ပထမဆုံးမှာတော့သူတို့လေရင်ကို radar တွေကမတွေ့နိုင်အောင် radar စနစ်ကိုထိန်းချုပ်ဖို့လိုတယ်။အဲ့အပြင်လေသူတို့ကရွှေတဲတင်ထားတဲ့လေရင်နားကိုကပ်ပြီးချက်ပြလေးလည်မပြုတ်နိုင်တယ်။ပြီးရင်မြင်မာတဲ့900မီတာခက်မှာလုံခြုံရေးတေတာကိုဖွင့်လို့ရတယ်။အမှန်တကယ်ထိတဲ့အခြေအနေအတိုင်းလေ့ကျင့်မှုတွေကိုတစ်ချိန်ပြီးတစ်ချိန်လုပ်ပြီးနောက်မှာအကောင်းဆုံးနည်းလမ်းကိုဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့ဒီနည်းလမ်းမှာပြဿနာကြီးတစ်ခုရှိတယ်။အဲ့ဒါကတော့လေရင်နှစ်စီးဟာတစ်စီးနဲ့တစ်စီး1100ကီလိုမီတာနဲ့အထက်နှေးခွဲစွာပြန်တန်းနေတဲ့အချိန်မှာဂျမ်မာနဲ့ transporter နှစ်ခုလုံးကိုတပြိုင်တည်းဖွင့်နိုင်တဲ့ဖြစ်နိုင်ကြီးကမရှိဘူးဆိုတာပါ။တစ်ချက်မှရင်တော့လုံးဝအလုံးမလုပ်တော့ဘူး။မဟုတ်ခင်တော့သူတို့ရဲ့အစီအစဉ်ပြတ်ပြီ။ဒါကြောင့်သူတို့ရဲ့လေကြောင်းကုမ္ပဏီထဲမှာတငယ်ချင်းတယောက်ရှိဖို့လိုတယ်။လေရင်က Brazil လေကြောင်းဒေတာကိုဖြတ်တန်းတဲ့အခါမှာအဲ့ဒီလှုပ်ဆောင်ချက်ကိုအတီးပြူနိုင်အောင်လုပ်ပေးဖို့လိုတယ်။ Abby ကတက်လျော်တဲ့လူတယောက်ရှိတယ်လို့ပြောတယ်။ WeChat ကုလာထိုင်တဲ့သူ့နာမည်က Harry CIA ရဲ့အတွင်းကလူတယောက်ဖြစ်ပြီးလက်ရှိမှာလေကြောင်းကုမ္ပဏီမှာအလုပ်လုပ်နေတယ်။အဲ့ဒီခရီးသည်လေရင်ပေါ်မှာရှိတဲ့တယ်ယူပို့ဆောင်ရေးဝန်ထမ်းအချို့ကိုလည်းတည်တယ်။ဒီအချက်ကိုသိပြီးနောက် Cyrus ကဓာတ်ရိုက်$1 millionကြေးကိုပေးခံပြီးသူ့ကိုအဖွဲ့နဲ့အတူတခဏပူးပေါင်းဖို့ဖိတ်ခေါ်တယ်။နောက်တစ်ခုကတော့တပွဲလုံးဟာမနှက်ညမရှိပဲပြင်ဆင်မှုတွေကိုစတင်လှုပ်ဆောင်ကြတယ်။မိဆန်ကလေယာဉ်မှာစင်ကနေပိတ်ဆို့တဲ့ကိရိယာတတ်ဆင်ဖို့ရှိတယ်။ဒါပေမဲ့အဲ့ဒီပုံစံကဘုံလို့ထင်မိစေတဲ့အတွက် Abby ကကိရိယာကိုခွဲထုတ်ပြီးလူတိုင်းကိုပစ္စည်းအပိုင်းဆိုင်တစ်ခုချင်းစီယူဆောင်ဖို့လူတစ်ယောက်ချင်းစီလေယာဉ်ထဲကိုထည့်သွင်းတဲ့ခရီးသည်တွေလိုတရုပ်ဆောင်ဖို့အကြံပြုတယ်။အားလုံးပြင်ဆင်ပြီးပြီဆိုတော့လောက်ဆောင်မှုကိုတရားဝင်စတင်လိုက်တယ်။အဖွဲ့ဝင်တွေကခရီးသည်တွေအဖြစ်ဝတ်စားပြီးလေယာဉ်ထဲကိုအစင်စင်စီးကြတယ်။အဲ့ဒီအချိန်မှာရွှေတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ကုန်တင်ကမ်းမှာထိတ်တန်းစောင့်ကြထားတယ်။ဒါပေမဲ့အရေးကြီးတဲ့အချိန်မှာအင်ဂျင်နီယာ Luke ကမလိုက်ပဲနေဟဲလိုက်တယ်။ Cyrus ကသတင်းကိုကြားပြီးမိဆောင်ကိုအမြန်ပြန်ပြောတယ်။ Luke လိုက်မလာတဲ့အတွက် device အပိုင်းအစတစ်ခုလိုအပ်မှုကြောင့်လေယာဉ်မောင်းခန်းသားအထိစက်ကိုတွားထားဖို့လိုအပ်တယ်။အဲ့ဒီအချိန်မှာခမီလာက start ခရီးလေယာဉ်ကိုနောက်ကျောဖတ်နီးနီးကနေလေယာဉ်ပြန်နေတယ်။မိဆိုင်ကခရီးတဲ့လေယာဉ်ထဲမှာသူတို့ကိုစောင့်ကြည့်နေတဲ့လူ9ယောက်ကိုတွေ့ရှိတယ်။ပထမအဆင့်မှာ2ယောက်ရိုးရိုးအတန်းမှာ3ယောက်ရှိတယ်။လေယာဉ်ကခရီးတဲ့တွေအာယုံစူးစိုက်ဖို့သတိပေးပြီးနောက်မှာလေယာဉ်ဟာလေပေါ်ရောက်ရှိတာနဲ့သူတို့အဖွဲ့ဟာတယောက်တက်လက်ပစ္စည်းကိုတွားထားနေကြတယ်economical ရှေ့ကန်ထဲမှာပါဝင်ပစ္စည်းတွေကိုထားခဲ့တယ်။အပြီးမှာ Abby ကအိတ်တလုံးလွယ်ပြီးအစိတ်ပိုင်းတွေချိတ်ဆက်ထားတဲ့ဆက်ကိုပထမတန်းအခင်းရှေ့ကန်ကိုယူသွားတယ်။ဒါပေမဲ့သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အတွက်စိတ်နဲ့ကိုမကတ်တယ်လို့ဖြစ်နေတယ်။အဲ့ဒီအချိန်မှာလေရင်ထဲမှာလှုပ်ရှားမှုဖြစ်လာပြီး Abby ဟာကိုယ်အနေထားလွဲပြီးဆက်အောက်ပျောက်ကြပြီးပြတ်သွားတယ်။သူဘာလောက်ကမှမသိဘူး။ဒါကြောင့်စိတ်ပူနေတဲ့သူ့မကို Cyrus ကအမြန်ပြေးလာကူညီတယ်။အခုအချိန်မှာကာမီလာကလည်းလေရင်ထဲကိုလာရောက်ပြီးဒါပေမဲ့ဂျန်မာဆက်ကိုစုံလင်စွာချိတ်ဆက်ထားတာမဖြစ်သေးပါဘူး။ရုတ်တရက်အဆောင်ထားအိမ်ပါတကားကိုတိုက်တယ်။အန်ဒီအချိန်မှာ Abby ကအထူးတတိအတန်ထွက်ပြီးအဆောင်ကိုအာယုံလွှဲနေခဲ့တယ်။နောက်ဆုံးတော့ Abby ရဲ့တရုပ်ဆောင်ပြည်ပြင်းမှုနဲ့ Cyrus ကကရိယာကိုပြင်ဆင်ပြီးသွားတယ်။အဲ့ဒီအချိန်မှာကာမီလာကလည်းခရီးတဲ့လေရင်ရဲ့လှိုင်းလေးတွေချားကနေလေရင်ကိုထိထိမိမိပြန်တန်းပြီးချိတ်ဆက်မှုကိုအောင်မြင်စွာပြီးမောက်စေတယ်။ဒါအပြင်လေချောင်းထိန်းချုပ်စင်တာမှာ Harry ကမဟုတ်တဲ့မိုးလေဝသခံမှန်းချက်စကားပြောပြီး Zurich ကမိုးလေဝသမကောင်းဘူးလို့ဦးစီးအရာရှိကိုလိန်ပြောတယ်